အပိုင်းနှစ်တေမင်းတစိမ့်နဲ့တရေမဟေ့လူဘသူလဲပြကိုတိုးကတုံတုံရင်ရင်နဲ့မေးလိုက်ပေမဲ့အပြင်ကတရေမကတော့အလျှော့မပေးဘူးငါ့ကိုမှန်ပေးစမ်းအဲ့ဒီမှန်ထဲမှာငါရုပ်ရည်ကိုပြန်ကြည့်ကျင်လို့တရေမကအတန်ကြီးနဲ့အော်ပြီးတကားကိုဝုန်းကနေဆွဲဖွင့်လိုက်တယ်ကိုတိုးရှိမှမြင်လိုက်ရတာကမျက်လုံးပြူးပြူးရှာတန်းလန်းနဲ့သပင်ဖားလျားချထားတဲ့တရေမကြီးကြောက်လွန်းလို့မျက်စိမိတ်ပြီးဘေးနာကတေမင်းတစိမ့်အရက်အိုးကိုကောက်ကင်ဖုံးကိုဖွင့်ပြီးတရေမစီကိုပတ်ထုတ်လိုက်တော့တယ်။သွားစမ်းငါနားမလာနဲ့ဘွက်အရက်တွေကတရေမမျက်နှာတက်တဲ့ကိုဆင်သွားတယ်ခဏနေတော့တရေမစီကကြောက်စရာကောင်းတဲ့အော်တန်ကြီးထွက်လာမဲ့အစားဤကဲဟိတရေမကရုတ်တရက်မျက်လုံးတွေဝေဝေဝါးဝါဖြစ်သွားပြီးလေထဲမှာရိမ့်ထိုးလာတဲ့တေမင်းတစိမ့်အရက်ကတာမန်အရက်မဟုတ်ပဲဝိညာဉ်တွေကိုမူးယစ်စေတဲ့မှော်အရက်ဖြစ်နေတာကိုဟေ့လူကိုတိုးမင်းကချောသားပဲဟာလာပါဦးတို့ကိုကောက်ခုံဖို့ဖိတ်ခေါ်ပါဦးတရေမကခြောက်ချားစရာအတန်စားရေတန်လွင်နဲ့ကိုတိုးကိုဖတ်ဖို့ကြိုးစားတော့တာပဲဟာဒုက္ခပါပဲတရေကမူပြီးငါ့ကိုလာကတ်နေပြီးကိုတိုးတယောက်အိမ်ထဲမှာပတ်ပြေးရတော့တယ်စကားပြောတတ်တော့ကြေးမှန်ကြီးကိုတိုးပြေးရင်လွှားရင်နဲ့မြေအောက်ခန်းထဲကကြေးမှန်ဟောင်းကြီးရှေ့ရောက်သွားတယ်အဲ့ဒီအချိန်မှာမှန်ထဲကနေလူမျက်နှာတစ်ခုပေါ်လာပြီးစကားပြောလာတယ်ဟေ့ကောင်ကိုတိုးမင်းကတော့လှုပ်လိုက်ပြန်ပြီးတရေကိုနှင်ထုတ်ရမှာကိုအရက်တိုက်ပြီးမြှောက်ပေးနေတယ်ပေါ့လေအဲ့ဒီတရေမကအလှကြိုက်တဲ့နန်းနဲ့သူကမှန်ထဲမှာသူ့ရုပ်ကိုကြည့်ပြီးတစ်ဖက်ကဘာကိုကူးချင်နေတာအဖမှန်ကြီးရဲ့အခုဘလို့လုပ်ရမလဲကူညီပါဦးသူကကျွန်တော်ကိုလိုက်ဖက်နေပြီကဲအဲ့ဒီဘေးကနန့်တာဖြူတုံးကိုယူပြီးမှန်မျက်နှာပြင်မှာသူ့ညိုက်လို့ရေးလိုက်ပြီးရင်သူ့ကိုမှန်ထဲကြည့်ခိုင်းကိုတိုးလဲတရေမကတ်မလာအောင်ခတ်တွတ်ပဲမှန်ပေါ်မှာစာရေးလိုက်တယ်အဲ့ဒီအချိန်မှာတရေမကမူးမူးယူးယူးနဲ့မှန်ရှိကိုရောက်လာပြီးသူ့ရုပ်သူကြည့်လိုက်မိတယ်ဝုန်းမှန်ထဲကနေအလင်းထဲတစ်ခုထွက်လာပြီးတရေမကိုမှန်ထဲဆွဲသွင်းသွားတော့တယ်ခဏနေတော့မှန်ထဲမှာတရေမကငြိမ်ငြိမ်လေးထိုင်နေပြီးအိပ်ပျော်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်မမျော်လင့်ထားသောဧည့်သည်အစ်စ်ဟူတော်သေးတာပေါ့ကိုတိုးရင်ဘက်ကိုဖိပြီးတပြင်းချလိုက်တယ်ဒါပေမဲ့စိတ်အေးယုံရှိသေးအိမ်ရှိခြံဝင်းထဲကိုလူမဲဝတ်စုံဝတ်ထားတဲ့လူတစုရောက်လာတယ်သူတို့လက်ထဲမှာမော်တောင်ဝေးတွေနဲ့ထူးဆန်းတဲ့စက်ကရိယာတွေပါလာတယ်ဒီအိမ်ထဲမှာမော်လိုင်းတွေအားကောင်းနေပြီးအတွင်းကလူအခုချက်ချင်းထွက်ခဲ့စမ်းငါတို့ကမော်ပစ္စည်းထိမ့်သိမ်းရေးအဖွဲ့ကပဲကိုတိုးကြောင်သွားတယ်ဟာဒါကငါအဖိုးပေးတဲ့အမွေလေးဘသူ့ကိုမှမပေးနိုင်ဘူးကိုတိုးကတော့ခက်တီတီနဲ့အိမ်တကားကိုချက်ထိုးလိုက်ပေမဲ့သူ့ဘေးနားမှာရှိတဲ့တစ်သားရုပ်ထုကြီးကရုတ်တရက်လှုပ်ရှားလာပြီးကိုတိုးရဲ့ပခုံးကိုလာပုတ်တယ်တခင်လေးသူတို့ကတာမလူတွေမဟုတ်ဘူးသူတို့စီမှာဝိညာဉ်ဖမ်းပိုက်ပါလာတယ်ကျွန်တော်ကိုအသက်သွင်းပေးရင်ကျွန်တော်သူတို့ကိုဟာတာလုပ်ပြီးပြန်လွှတ်ပေးမယ်ကိုတိုးကမင်းကိုဘလို့အသက်သွင်းရမှာလဲလို့မေးလိုက်တော့ရုပ်ထုကပြန်ဖြေတာကကျွန်တော်နှာခေါင်းကို3 ခါလောက်နှိုက်ပေးပါဗျာကိုတိုးမျက်လုံးပြူးသွားတယ်